Hello ပါကျွန်တော်နာမည်ကတော့ Vian ချစ်နေမှုဖြစ်ပါတယ် LBU International College ရဲ့ BBA program မှာLBU ဘက်ဝေးကနေပြီးတော့ foundation program ကိုတက်ရောက်နေတဲ့အကြောင်းသားတစ်ယောက်ဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ကusing ID for business ဆိုတဲ့ subject အတွက် assignment ပြီးတော့ record ပြီးလို့လေးရှိုက်ပြီးတော့အားလုံးကို presentation လေးလုပ်ပြတယ်ကျွန်တော်ရဲ့ presentation မှာတော့အဓိကအပိုင်းအနေနဲ့၄ပိုင်းပါဝင်မှာဖြစ်ပါတယ်ပထမဆုံးအပိုင်းကတော့ search engine လို့ခေါ်ပါတယ် search engine ဆိုတာဘာလဲဆိုရင်ဒီနေ့လိုနေ့ခေတ်ကြီးမှာပေါ့နော်အားလုံးကကိုသိချင်တာပဲဖြစ်ဖြစ်သိလို့ပါပဲရှိပေါ့နော်အားလုံးကဒီ screen phone screen မှာဖြစ် laptop screen မှာဖြစ် screen ပေါ်က search engine ဆိုတဲ့အရာတွေမှာရှာရကြတယ်ပေါ့နော်ရှာတဲ့အခါမှာကိုသိချင်တာသိလို့တာကိုတမျိုးရနေမဟုတ်ဘဲနဲ့ဘာပေါင်းဆောင်ကနေသိခွင့်ရတယ်ပေါ့နော်ဒီလိုအကျိုးကျေးဇူးတွေအများကြီးရှိရပေါ့နော်okay ဆိုတော့ဒီ search engine အကြောင်းမှာတော့ကျွန်တော်အသုံးပြုထားတဲ့ search engine ကပါလဲဆိုတော့ Bing okay Bing ကိုအသုံးပြုထားတယ် okay အဲ့ဒါဆိုရင်ကျွန်တော် Bing ကိုပြန်လိုက်မယ်ပြင်ပြီးတော့ဘယ်လိုရမလဲဒီ video ကြည့်နေကြတဲ့သူတွေလည်းကြိုက်တဲ့ search engine သုံးရကျွန်တော်တို့ Bing ကိုသုံးယူထားရပေါ့နော် okay အဲ့ Bing ရဲ့ search engine မှာကျွန်တော်ကဘာအကြောင်းရှာမှာလဲဆိုတော့ Amacy Cosmetic အကြောင်းရှာမှာဖြစ်ပါတယ် okay အဲ့တော့ Amacy Cosmetic ကိုရှာလိုက်မယ်ရှာပြီးသွားပြီဆိုရင်ဒီဘက်မှာဒီမှာဆိုရင်ဘယ်လိုမျိုးပြောရမလဲ Amacy Cosmetic တဲ့ပတ်သက်တဲ့ function တွေအများကြီးပေါ့နော်ဒီ search engine ရှာလိုက်တာနဲ့ function တွေအများကြီးတွေ့ရမယ်အခုကတော့ကျွန်တော်ပြမှာတော့photo function ဖြစ်ပါတယ်ဒီ search engine မှာ Amacy Cosmetic ကိုရှာလိုက်တဲ့အချိန်မှာဒီ photo function ထဲမှာဆိုရင်ဒီ Amacy နဲ့ပတ်သက်တဲ့ photo ကိုမြင်ရမယ် view function မှာဆိုရင်လည်းဒီမှာ view နဲ့ပတ်သက်တဲ့ Amacy နဲ့ပတ်သက်တဲ့ view လေးကိုမြင်တွေ့ရမှာ okay ကျွန်တော်ဆက်နာကိုသုံးပြနေတော့ Bing ဖြစ်ပါတယ်ဒီ Bing မဟုတ်ဘဲနဲ့တခြား search engine နောက်တစ်ခုကနေပြီးကျွန်တော်ရှာထားတဲ့ Amacy Cosmetic ကိုပဲရှာကြည့်ကြမယ် okay ဆိုတော့ကျွန်တော်နောက်တစ်ခုအနေနဲ့ different search engine အနေနဲ့ဘာကိုအသုံးပြုထားလဲဆိုတော့ Chrome ကိုအသုံးပြုထား okay Chrome ကနေပြီးတော့ဆောနာကကျွန်တော်ရှာသလိုပဲ Amacy Cosmetic ကိုရှာလိုက်မယ်ရှာပြီဆိုရင်ဒီမှာဆိုရင် website ကိုတွေ့ okay website ပေါ်ကနေပြီးတော့information လေးတစ်ခု paragraph လေးတစ်ခုလောက်ပေါ့နော် copy ယူလာမယ် okay ဒါကတော့ copy ယူလာတဲ့paragraph လေး information paragraph လေးဖြစ်ပါတယ် okay ဒီ search engine အပိုင်းမှာတော့ကျွန်တော် presentation လုပ်သွားတာတော့ဒီလောက်ပါပဲနောက်ထပ် topic တစ်ခုအနေနဲ့ word processor အကြောင်းပြောပြသွားမှာဖြစ်ပါတယ် okay word processor ပေါ့နော် word processor ပုံပြရတော့ဒီလိုလေးပါ okay ကျွန်တော်တို့ဖွင့်လိုက်မယ်ဖွင့်ရင်ဖွင့်ဝင်ခြင်းဝင်လိုက်ခြင်းမှာ function မျိုးစုံကိုတွေ့ရမယ်ဒီမှာဆိုရင် word processor ရဲ့5 function တွေပေါ့နော် okay အဲ့ဒီကနေမှကျွန်တော်ကဘာလဲဆိုတော့ blank document ဆိုတဲ့ဥစ္စာလေးကိုအသုံးပြုလိုက်မှာဖြစ်ပါတယ် okay blank document ပြီးရင် create document in word processor ပေါ့ document တစ်ခု word processor မှာကျွန်တော်တို့ဖန်တီးလိုက်ပြီးရင်စောနာကကျွန်တော်ပြပြထားတဲ့ search engine ကနေပြီးတော့ search engine ပေါ့နော် search engine ဒီတစ်ခါမှာ search engine ကို web browser ကိုအသုံးပြုထားပါတယ် okay web browser ကနေပြီးတော့ကျွန်တော်ကဘာရှာမှာလဲဆိုတော့ Lamar Cosmetic ကိုရှာမှာဖြစ်ပါတယ် Lamar Cosmetic ကိုတွေ့ပြီဆိုရင် website ကနေပြီးတော့ကျွန်တော်တို့စာလေးတစ်ချောင်း reface ယူလာမယ် copy ယူလာမယ်ပေါ့နော် okay အဲ့တော့ word processor ရဲ့ blank document လေးတစ်ခုမှာ blank sheet လေးတစ်ခုမှာ copy paste ချလိုက်မယ်အဲ့ဒါဒီအကုန်လုံး site ဒီ font ဒီ style ဆိုတာ bold လုပ်ထား italics လုပ်ထားဒီလိုမျိုးလေးတွေပြောင်းကြည့်မယ် okay ပြောင်းပြီးပြီ okay အဲ့ဆိုရင်ကျွန်တော်တို့ပြောပြမယ်အဓိက information တွေကတော့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ save မယ်ပေါ့နော် save မယ်ပြီးရင်ဒီ document ကို close လုပ်မယ် okay ဒီမှာ file ထဲမှာလည်းတင်ပြီးသွားပြီပြီးတော့ရောက်တော့ဒီဟိုမှာလည်း reject မှာလည်းပေါ်လာပြီပေါ့နော် okay အဲ့ဒါဆိုရင် word processor အကြောင်းတော့ပြီးသွားပြီနောက်တစ်ခုကတော့ spreadsheet software ပေါ့ spreadsheet software ပုံမျိုးတော့ဒီလိုလေးပါ okay ဒီ spreadsheet software ကိုဝင်လာရင်လည်းဆောနာလိုပဲ function တွေအများကြီးတွေ့ရမယ်ဒါပေမဲ့ကျွန်တော်ကတော့ blank document ကိုပဲသုံးတယ် okay document တစ်ခုရပြီဆိုရင်ကျွန်တော်တို့ပြောရမယ်ဆိုရင်ပထမဆုံးမြင်ချင်း cell လေးကွက်ကိုယူမယ်ပေါ့နော်အဲ cell လေးကွက်ကို adjustment လုပ်မယ်
ပြီးရင်နောက်ထပ်တစ်ခုကရောက်တော့အဲ့ဒီ Sally ကွက်မှာ just and လောက်ပြီးသွားပြီဆိုရင်အဲ့ဒီ Sally ကွက်ကို color တွေ font တွေ border တွေလုပ်မယ်ပေါ့နော် okay ဆန္ဒထည့်ထားတဲ့ number တွေဒီဟာတွေလုပ်ပြီးဆိုရင်တော့ကျွန်တော်ဘာ function ကိုအသုံးပြုမှာလဲဆိုတော့ function ပေါင်းတဲ့ function လေးကိုအသုံးပြုမှာဖြစ်ပါတယ် okay နောက်ထပ်တစ်ခုကရောက်တော့ divide စားတဲ့ function လေးကိုအသုံးပြုမှာဖြစ်ပါတယ် okay နောက်ထပ်တစ်ခုကရောက်တော့ average ယူတဲ့ function လေးကိုအသုံးပြုသွားမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ထည့်ထားတဲ့စီးရင်စရာတွေကနေပြီးတော့ select ယူပြီးတော့ဒီစီးရင်စရာနဲ့ညီမျှတဲ့ graph လေးတစ်ခုကိုဖန်တီးမှာဖြစ်ပါတယ် okay graph လေးလည်းဖန်တီးပြီးပြီဆိုတော့ကျွန်တော်တို့အဓိက main topic main ပြောရမယ်အပိုင်းကြီးအနေနဲ့ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီ file လေးကိုသိမ်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ save and save လုပ်ပါမယ် okay ကျွန်တော်အဆိုရင် spreadsheet software အနေနဲ့လည်းအများကြီး presentation လုပ်ပြီးသွားပြီဆိုတော့နောက်ဆုံးအပိုင်းအနေနဲ့ presentation software PowerPoint အကြောင်းပြောပြမယ်ကျွန်တော်ပြောပြသွားမှာဘာအကြောင်း presentation လုပ်သွားမှာဆို full makeup tutorial stack ဒီအကြောင်းကို presentation လုပ်သွားမှာဒီတိတော့မဟုတ်ဘူး stack only ပါပဲ okay ပထမဆုံး stack အနေနဲ့ primer သုံးရမယ်ဘာကြောင့်သုံးရတာလဲသူကဘာလုပ်ပေးရလဲဆိုတာမျိုးအဓိကအချက်တွေအဓိက main function တွေကိုကျွန်တော်ဒီမှာအသုံးပြုထားတယ်ပြီးရင် foundation again foundation step ပြီးသွားပြီဆိုရင်တော့ concealer ပေါ့နော် okay concealer ပြီးရင် contouring ဘာကြောင့်လုပ်ရလဲဆိုတာမျိုးတွေကိုကျွန်တော်ဖော်ပြထားပါတယ်ပြီးရင် blusher စနcontouring နဲ့ blusher တွေဒါတွေကတော့ကျွန်တော်တို့က liquid အသုံးပြုရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ full makeup tutorial မှာဆိုရင်ပြောတာပါပြီးရင်တော့ဒီ blusher liquid တွေအသုံးပြုပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့မျက်နှာမှာ finish look ရကျင်နေဆိုရင်တော့ powder dewy ဒီလိုမျိုးဟာတွေကိုကျွန်တော်တို့အသုံးပြုပါမယ်ဒါပြီးပြီဆိုရင်တော့ eyebrow ကိုအသုံးပြုမှာဖြစ်ပါတယ် eyebrow stack ပြီးသွားပြီဆိုရင်တော့ eyeshadow ကလည်းကျွန်တော်တို့လင်းချင်မဲ့ makeup look ပေါ်ကိုမူတည်ပြီးတော့ကျွန်တော်တို့အများကြီးပေါ့နော် look တွေမတူအောင် different ချဲ့သားလို့ရပါတယ် color theorem အလိုက်ကိုမူတည်ပြီးတော့ကိုဝတ်မဲ့အဝတ်စားအရောင်ကိုရဲ့ skin tone ပေါ်မူတည်ပြီးတော့ရွေးချယ်လင်းချယ်လို့ရပါတယ်ပြီးရင်တော့ eyelid ကိုအသုံးပြုပါဖြစ်ပါတယ် eyelid ပြီးပြီဆိုရင်တော့ eyeliner eyeliner ကလည်းဒီလိုပဲကျွန်တော်တို့ရဲ့ရွေးချယ်တဲ့ကိုယ့်ရဲ့မျက်နှာပေါက်မျက်လုံးအိမ်ပြီးရင်ကိုလင်းရဲ့ look ပေါ့နော်ဒီလိုမျိုးပေါ်မူတည်ပြီးတော့ eyeliner ကိုဆွဲရမှာဖြစ်ပါတယ်ပြီးရင်တော့ eyelash ကတော့ဒီ full makeup tutorial မှာဆိုရင်လိုအပ်တယ်ပေါ့နော်လိုအပ်တယ်ဆိုတာတကယ်မှဘယ်လိုမျိုးမလဲ full makeup အကုန်လုံးက full ဖြစ်နေအောင်အသုံးပြုရမှာဖြစ်ပါတယ် okay နောက်တစ်ခုကတော့ကျွန်တော်တို့ contouring တွေ blush တွေ highlight တွေကိုဖောင်စတိုက်နဲ့ပြန်ပြီးတော့တက်ရှက်ပြန်လိုက်မှာဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်တော့ lipstick ပါ lipstick ချေရမှာ lipstick ဆိုရမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့မျက်နှာမှာ makeup တစ်ခုလုံး makeup full makeup ဒီအကောင်လုံးဟာ set အားလုံးပြည့်စုံသွားပြီဆိုရင်တော့ finish look ကိုရဖို့အတွက်ဆိုရင်တော့ setting spray ကိုဖြတ်မှာဖြစ်ပါတယ် okay ဒီမှာဆိုရင်ဒီ presentation software မှာဆိုရင်ကျွန်တော်ဘာတွေကိုအဓိကအသုံးပြုပေးထားလဲဆိုတော့အားလုံးကိုကြည့်လိုက်မယ်ဆိုရင် blank document ပုံမှာကျွန်တော်တို့အသုံးပြုမဲ့ပုံလေးတွေရယ်ပြီးရင်သူ့ရဲ့ step name လေးတွေရယ်ပြီးရင်အဓိကဘာကြောင့်သုံးရတာလဲဆိုတဲ့စာလေးတွေကိုရိုးရှင်းလေးတွေပဲရေးပြထားပြီးတော့မှကျွန်တော်တို့ color လေးတွေ site လေးတွေ style လေးတွေဒီလိုမျိုးလေးတွေပဲချင်းပြထားတယ်ပေါ့နော်ပြီးရင်ထူးထူးခြားခြားကျွန်တော်ကဒီ slide တွေမှာဆိုရင်ဘာတွေကိုအသုံးပြုပေးထားလဲဆိုရင်ပုံနေစာတွေအတွက်ကို animation တွေ transition တွေတော့ကောင်းကောင်းအသုံးပြုထားတယ်အကုန်လုံးဘယ်လိုမျိုးမလဲ slide တိုင်းလို့ဒီအသုံးပြုထားတယ်ပေါ့နော်တစ်ခုချင်းစီမှာ animation လေးတွေ slide လေးတွေအဓိကအသုံးပြုထားတယ်အဲ့တော့ဒီ presentation မှာဆိုရင်ခုလောက်ပြသွားတဲ့ဒီ function တွေမကဘူးတခြားသောအများကြီးကျွန်တော်လုံးမပြသွားတဲ့ function တွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကိုဒီကျွန်တော်ရဲ့ presentation ကနေပေါ့အကျိုးကျေးဇူးအများကြီးရပါမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ပါခင်ဗျ